အာမခံထားရတွင်တိကိုတိရမည့်အခြေခံစကားလုံးများ၏အနက်အဓိပ္ပာယ်များအပိုင်းနှစ်အာမခံရဲ့စကားလုံးအနက်အဓိပ္ပာယ်တွေကဘလောက်အရေးကြီးပါသလဲအာမခံရဲ့စကားလုံးတိုင်းဟာငွေသားတွေဖြစ်လာတာမို့စကားလုံးတိုင်းဟာအလွန်ကိုအဖိုးတန်လာပါတယ် coverage အသုံးဝင်မှုကာကွယ်ပေးမှုနယ်ပယ်အာမခံစာချုပ်အတွင်းမှအကာအကွယ်ပေးထားသည့်ဆုံးရှုံးမှုများသို့မဟုတ်ဘေးအန္တရာယ်များ deductible excess အရင်ပေးရမည့်ငွေကုမ္ပဏီမှလျော်ကြေးမပေးမီအာမခံထားသူကိုယ်တိုင်အရင်ပေးထားရသည့်ငွေ exclusion ချန်လှပ်ထားမှုအကျုံးမဝင်သောအခြေအနေများအာမခံစာချုပ်အတွင်းအကာအကွယ်ပေးထားခြင်းမရှိသည့်အဖြစ်အပျက်များ beneficiary အကျိုးခံစားခွင့်ရှိသူအာမခံထားသူတည်ဆုံးပါကအသက်အာမခံတွင်အာမခံလျော်ကြေးကိုလက်ခံရရှိမည့်ပုဂ္ဂိုလ်သို့မဟုတ်အဖွဲ့အစည်း claim လျော်ကြေးတောင်းခံခြင်းအာမခံထားသည့်အဖြစ်အပျက်ဖြစ်ပေါ်ပါကအာမခံကုမ္ပဏီထံမှလျော်ကြေးကိုတောင်းဆိုခြင်း no claim bonus NCB တစ်နှစ်အတွင်းလျော်ကြေးမတောင်းခံသည့်အတွက်အပိုစုကြေး third party liability TPL တတိယပုဂ္ဂိုလ်အတွက်အကာအကွယ်ကား insurance မှာဆိုရင်ကားအတိုက်ခံရသူ liability တာဝန်ယူမှုအခြားတစ်ဦး၏ဆုံးရှုံးမှုကိုလျော်ကြေးပေးရန်တာဝန်ရှိခြင်း renewal သက်တမ်းတိုးခြင်း act of God သဘာဝဘေးကြောင့်ဖြစ်ပေါ်လာသောဆုံးရှုံးမှုများ add on coverage သို့မဟုတ် riders အပိုဆောင်အကာအကွယ်များကာကွယ်မှုနယ်ပယ်ကိုပုံမကျယ်ပြန့်စေဖို့အပိုပရီမီယံကြီးအနည်းငယ်သာထပ်မံဖြည့်ဆွက်ပေးဆောင်ပြီးဝယ်ယူရတဲ့အပိုအကာအကွယ်များဥပမာကား insurance မှာဆိုရင်လေကာမှန် betterment act of God ကျန်းမာရေးနဲ့ပတ်သက်တဲ့ health insurance မှာဆိုရင် CI ဆိုတဲ့ cancer အတွက်အပိုအကာအကွယ်များ critical illness ဆိုတဲ့ပြင်းထန်ရောဂါတွေအတွက်အပိုအကာအကွယ်များ general insurance မှာဆိုရင် theft ဆိုတဲ့ဖောက်ထွင်းခိုးယူမှုတွေ flood ဆိုတဲ့ရေကြီးရေလျှံမှုတွေ earthquake ဆိုတဲ့ငလျင်ဘေးတွေကိုပါအပိုဆောင်အကာအကွယ်အနေနဲ့ထပ်မံဖြည့်ဆွက်ပြီးဝယ်ယူလို့ရရှိနိုင်ပါတယ်ရှင် cashless hospitalization ငွေသားမလိုပဲဆေးရုံတက်ကုသခြင်းအာမခံထားသူဟာဆေးရုံတက်ရောက်ကုသခံယူတဲ့အခါမှာဆေးရုံစည်းတွေကိုကိုယ့်အိတ်ထဲကနေကြိုတင်ငွေကြေးကိုပေးချေစရာမလိုပဲအာမခံကုမ္ပဏီမှဆေးရုံကိုဓာတ်ရိုက်ပေးချေခြင်း betterment ပိုတန်ဖိုးမြင့်တင်မှု waiver of betterment ကားအာမခံမှာ accident ဖြစ်လို့ပျက်စီးသွားတဲ့အစိတ်အပိုင်းတွေကိုအာမခံကုမ္ပဏီကနေအသစ် original parts တွေနဲ့အစားထိုးလဲလှယ်ပေးတဲ့အခါမှာဖြစ်ပေါ်လာတဲ့ကုန်ကျစရိတ်ကွာဟချက်ကိုပြောတာပါကားအသစ်တွေမှာဆိုအထူးလိုအပ်ပေမဲ့နှစ်ကာလတစ်ခုကြာပြီဖြစ်တဲ့ကားတွေဆိုရင်တော့အစားထိုးအသစ်ဝယ်ဖို့ခက်ခဲလာတာမျိုးဆိုရင် betterment တွေကိုအာမခံကုမ္ပဏီတွေကထုတ်လုပ်တဲ့နှစ်အလိုက်ကန့်သက်တတ်ပါတယ်အာမခံနဲ့ပတ်သက်လို့ထပ်မံသိချင်တဲ့စကားလုံးအဓိပ္ပာယ်တွေရှိရင် comment မှာလာပြီးရေးပေးလို့ရပါတယ်ရှင်ကျေးဇူးတင်ပါတယ်